ကအားဖြင့်တော့ကျောင်းသားတွေကစီစဉ်နေကြတဲ့ uniform တွေစနစ်တကျဝတ်ဆင်တာရဲ့ဆရာဆရာမတွေရဲ့ welcome ပေါ့နော်အဲ့ဒါကြောင့်ရေးချင်ကြတာပါကျွန်တော်တင်တဲ့နေတက်ဖို့လိုက်ရှာရင်းနဲ့ဒီ TikTok မှာ rating များတာတွေ့လို့ဒီဟာပဲရွေးချယ်ပြီးတငယ်ချင်းကဒီတင်တန်းကစိတ်ချရတယ်ယုံကြည်ရတယ်ဆရာဆရာမတွေတင်ပြရတယ်ကောင်းတယ်ဆိုပြီးမှလာတက်ပြတာပါကျွန်တော်ဂျပန်စာတင်ရှင်တဲ့ရွေးချယ်ကကျွန်တော်ဂျပန်နိုင်ငံကကျွန်တော်ရဲ့အိမ်မက်တစ်ခုဖြစ်နေလို့ပါအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Yumenki ရဲ့ F5 M4 Speaking Batch စံပြေးစတင်ဖွင့်တဲ့နေ့လေးပဲဖြစ်ပါတယ်ရှင်။ကဲဒါဆိုလို့ရှိရင်ညီမတို့တို့ကျောင်းသားလေးတွေရဲ့ content လေးတွေကိုမေးကြည့်လိုက်ကြရအောင်နော်။ဘယ်ကနေရှားတတ်တာလဲ။ဟုတ်ဒီတာမွေတွေကပါ။လိုင်းတိုင်းကလာတယ်။ဒီလူဖြူရတယ်ရောလာရကောဘွားတော့ရကောမနေရ။မင်းလာမျိုးနဲ့အတောင်းဝင်မြို့နယ်ကပါရှင်။တခိုင်ရပါ။ရွှေကုန်းနိုင်ပန်ရပါလေဘိုးရိုက်တဲ့ပင်တာဂီတာဗျအရှိလေးရဗျဂျပန်စာကိုဘာကြောင့်သင်ပြတာလဲရှင်ဂျပန်စာကိုဂျပန်မှာသွားပြီးအလုပ်လုပ်ချင်လို့ပြီးတော့ဂျပန်ရဲ့ပြည်စုံရေးကျတော့ပေါ့နော်ဂျပန်စကားတက်ချင်လေတော့ဂျပန်စာသင်ရအောင်လေဟုတ်တာပါရောကျောင်းနဲ့တော့ဂျပန်စာစတယ်ကျွန်တော်ဂျပန်စာတင်ရှင်တဲ့ရွေးချယ်ကကျွန်တော်ဂျပန်နိုင်ငံကကျွန်တော်ရဲ့အိမ်မက်တစ်ခုဖြစ်နေလို့ပါကျွန်တော်ဂျပန်နိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်ပြီးတော့ဒီဂျပန်ဘာသာစကားကိုလည်းအရင်စိတ်ဝင်စားလို့ဒါတက်ပြပါဂျပန်ဘာနေလို့ဗျဂျပန်ဒီပညာတွေလေ့လာတယ်အလုံးနဲ့ဂျပန်နိုင်ငံကိုသွားချင်တယ်နိုင်ငံခြားမှာသွားပြီးတော့အလုပ်လုပ်ရှင်လို့ပါပြီးတော့သင်တန်းတွေကအများကြီးရှိကွာအဲ့ဒီမှာ Yumenki ကိုဘာကြောင့်ရွေးချယ်ပြတက်ဖြစ်ခဲ့ရလဲUK ကကြတော့ line ပေါ်မှာလည်းတက်ဖြစ်တယ်ပေါ့နော်ပြီးတော့ကိုမတယောက်ကလည်းညှိပေးရရှိလို့တက်ဖြစ်တာပါဒီသင်တန်းတက်ချင်တာကြပြီဟိုစော်စမ်းတာကတခြားသင်တန်းတွေအဆင်မပြေဘူးဒီမှာကျတော့အကိုတယောက်လာတက်နေရဖြစ်တဲ့အတွက်သူကဒီသင်တန်းကောင်းနေဆိုပြီးလမ်းညွှန်ပြီးတော့တက်ရွှေရောက်လာတာအဓိကအားဖြင့်တော့ကျောင်းသားတွေကစီစဉ်နေကြတဲ့ uniform တွေစနစ်တကျဝတ်ဆင်တာရဲ့ဆရာဆရာမတွေရဲ့ welcome ပေါ့နော်အဲ့ဒါကြောင့်ရွေးချယ်ကြတာပါဒီသင်တန်းမှာကျွန်တော်ညီတယောက်ရှိရလေသူကကျွန်တော်ဒီသင်တန်းကိုညွှန်ပေးတယ်အားကြောင့်ကျွန်တော်ဒီသင်တန်းကိုတက်ပြတာကျွန်တော်ရန်ကုန်စစရောက်တော့သင်တန်းတွေတော်တော်များများတွေ့ရပေါ့အားနဲ့ကျွန်တော်လိုက်ကြည့်ရပြီးတော့နောက်ဆုံးတော့လည်းဒီမယူခေပဲရွေးဖြစ်သွားတာတငယ်ချင်းကဒီတင်တန်းကစိတ်ချရတယ်ယုံကြည်ရတယ်ဆရာဆရာမတွေတင်ပြရတယ်ကောင်းတယ်ဆိုပြီးမှလာတက်ပြတာတငယ်ချင်းကနေပြောတာဟိုတက်တော့ကနေပြီးတော့ဒီပြောအနေနဲ့ချက်ပြကျွန်တော်တင်တဲ့နေတက်ဖို့လိုက်ရှာရင်းနဲ့ဒီ TikTok မှာ rating များတာတွေ့လို့ဒီဟာပဲရွေးချယ်ပြီးကျေးဇူးပါပထမဆုံးနေ့ဆိုတော့ feeling နဲ့ဘယ်လိုရှိပြောပြပါအောင်တငယ်ချင်းတွေအများကြီးရမှာမဟုတ်လို့ဒါတွေပျော်နေတငယ်ချင်းတွေအများကြီးရမှာဆိုတော့ပျော်တယ်အရင်က excited ဖြစ်ပါတယ်ကိုဒီလိုက်နေတဲ့ဘာသာရပ်တစ်ခုစတင်တော့မှာဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားတယ်ကျေးဇူးပါတော့ကောင်းပါတယ်ဒီလိုကောင်းတယ်ပထမဆုံးနေ့တော့စိတ်လှုပ်ရှားမိပါတယ်တင်တန်းသူတင်တန်းသားရဲ့အများကြီးနဲ့တွေ့ရတဲ့အတွက်လည်းဝမ်းသာမိပါတယ်စိတ်ထဲတော့လည်းပူတယ်ဗျစိတ်ပူတယ်ဒီလေလက်စိတ်လှုပ်ရှားတယ်